မင်္ဂလာပါဘောကလေ merchant trick ကင်တဲ့ဒီ community ကတ်နဲ့ဖွင့်ထားတဲ့လူတွေပေါ့နော်ဖြစ်နိုင်ကိုယ့်ရဲ့ account ထဲမှာပတ်စံ450ရှိနေတယ်account က block သွားပြီဘာမှသုံးလို့မရဘူးဆိုရင်အဲ့ဒါသူတို့ရဲ့ office ကိုသွားမှ account ကိုသွားပိတ်ပါပြီးရင်လက်ကျန်ပတ်စံသူတို့ပြန်ပေးတယ်နော်အဲ့ဒါတချို့ကြတော့လေကိုယ့်ရဲ့ account ပိတ်မှန်းကိုမသိဘူးပတ်စံပဲလွှဲခိုင်းတော့ဟိုကလူတွေပတ်စံလွှဲလိုက်ပြီးဒီမှာလည်းမရောက်ဘူးအဲ့လိုမျိုးတွေရှိတာပေါ့နော်အဲ့ဒါကြောင့်အဲ့လိုမျိုးဆိုရင် merchant trick က block ထားပြီဆိုရင်ပတ်စံကမရောက်ဘူးနော်သူတို့ရဲ့ပတ်စံလက်မခံဘူးဖြစ်တယ်အားကြောင့်အဲ့ဒီပတ်စံက3ရက်မဟုတ်ရင်5ရက်လောက်ကြာမှသူက account ပြန်ဝင်လာပေါ့နော်ပတ်စံက reform ပြန်ရတာဖြစ်တယ်နော်အဲ့ဒါကျွန်တော်အခုတည်းကပြောပြတာပေါ့နော်ဒီဘာကမှမရှိတဲ့လူတွေကပြောချင်တာအရင်ကမရှိဘူး passport မရှိဘူးဆို account က block သွားပြီဆိုရင်အဲ့ဒါပြန်လုံးလို့မရတော့ဘူးနော်ပတ်စံလွှဲလို့လည်းမရတော့ဘူးပတ်စံလက်ခံလို့လည်းမရတော့ဘူးအဲ့ဒါကြောင့်ကိုယ့်ရဲ့ account ကိုမြန်မြန်လေးပိတ်ချလိုက်ပါနော် office ကိုသွားမှလက်ကျန်ပတ်စံအကုန်ယူလို့ရတယ်နော်ဟုတ်ပြီလားကျေးဇူးအများကြီးတင်တယ်